private area နေမထိပန်းကိုသတိမမူပြီးပဲနဲ့ကြောက်စရာကောင်းအောင်ပြုလုပ်မိနေတဲ့အချက်၃ချက်နံပါတ်1ကတော့ body wash တွေစက်ပြာခဲတွေအသုံးပြုပြီးတော့မှစီးကြောနေမိတာဒီလိုလုပ်နေမယ်ဆိုလို့ရှိရင်တော့အရန်ပြင်းထန်တဲ့အတွက်ကြောင့်မလို့ pH တွေမညီမျှတာအနံ့ဆိုးတွေပိုထွက်တာကိုဖြစ်စေနိုင်ပါတယ်နံပါတ်2ကတော့လုံလောက်မှုရှိတဲ့အဆိုဓာတ်ကိုထိမ့်သိမ်းထားခြင်းမရှိဘဲနဲ့အမြဲတမ်းခြောက်သွေ့နေတယ်ဒီလိုမျိုးဖြစ်နေမယ်ဆိုရင်ကိုယ့်ရဲ့ private area ကရာရန်လွယ်မယ်အလွယ်တကူဘက်တီးရီးယားပိုးတွေဝင်နိုင်မယ်ထိခိုက်ရှနာဖြစ်လွယ်မှာပဲဖြစ်ပါတယ်နံပါတ်3အချက်ကတော့ကိုယ့်ရဲ့ဒီ private area နဲ့အနီးတစ်ဝိုက်တွေဖြစ်တဲ့စီးကုံနေရာတွေပေါင်ကြားနေရာတွေကအယောင်ပြောင်းလဲနေတာကိုတတိမထားမိတာဖြစ်နိုင်တဲ့အဓိကအချက်တွေကတော့ကိုယ့်ရဲ့တောက်နေကြဆေးတွေကြောင့်ပဲဖြစ်စေဟော်မုန်းပြောင်းလဲကြောင့်ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အရန်ကိုတင်းကျပ်လွန်းတဲ့အဝတ်အစားတွေကြောင့်မလို့လေဒီလိုမျိုးတွေဖြစ်နိုင်ပါသေးတယ်ဒါဆိုရင်တော့ဘယ်လိုမျိုးတွေလုပ်ရမလဲဆိုတာကို sharing လုပ်ပေးမယ်နော်နံပါတ်1အနေနဲ့ကတကယ်ကို pH ကိုထိမ့်သိမ်းပေးနိုင်တဲ့ product ကောင်းတွေသုံးပေးဖို့လိုအပ်ပါတယ်။ဥမိုင်စင်းရဲ့ဒီထုတ်လုပ်ထားတဲ့ feminine and man wash လေးရဆိုလို့ရှိရင်အထူး quality ပြည့်မီတဲ့မိချောင်းစီရဲ့ peppermint လို့ခေါ်တဲ့ပူစီနံကိုအခြေခံပြီးတော့မှ extract တွေနဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့မွေးပြန့်လန်းဆန်းတန့်ရှင်းစေတဲ့အပြင်ကို pH ကိုထိမ့်သိမ်းပေးနိုင်မှာပဲဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့ private area က6တွေ့နေမယ်ရားရံနေမယ်ဒါမှမဟုတ်အဖြူတွေဆင်းသက်တယ်ဆိုလို့ရှိရင်လည်းအဆိုဓာတ်ထိမ့်သိမ်းဖို့အတွက်လိုအပ်ပါသေးတယ်။အဲဒီအတွက်ဆိုရင်ဥမိုင်စင်းကထုတ်ထားတဲ့ VK serum ချစ်ချင်းမွေးလိုမျိုးလေးကိုအသုံးပြုပေးဖို့လိုအပ်ပါတယ်။နေ့စဉ်မမအသုံးပြုခြင်းဖြင့်မွေးပြန့်လန်းဆန်းနေမဲ့အပြင်ဆိုဓာတ်ကိုထိမ့်သိမ်းပေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ private area မှာဖြစ်တတ်တဲ့ပုံမှန်ပြဿနာတွေကိုဖြေရှင်းပေးနိုင်တာပေါ့နော်။အနေနဲ့ကတော့ခုနကပြောတဲ့စီးကုံတို့ပေါင်ကြားလို့မှာညိုမဲနေတဲ့ပြဿနာကိုဖြေရှင်းလို့ရတဲ့နည်းလမ်းကတော့အကောင်းဆုံးပါဝင်ပစ္စည်းတွေနဲ့ထုတ်လုပ်ထားတဲ့ gluta, collagen, niacinamide တို့အခြေခံထားတဲ့ booster လိုမျိုးကိုလိမ့်ပေးတင်ပါတယ်။လေးပတ်ထဲနဲ့ကိုတိတာတဲ့ရလက်တွေရထားလို့ customer feedback အမြောက်များစွာရရှိထားတဲ့ product တွေလည်းဖြစ်ပါတယ်။ကဲဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အမျိုးသမီး area လေးကိုဘယ်လိုမျိုးကျန်းမာလှပအောင်ထိမ့်သိမ်းရမလဲတတိမူရမလဲဆိုတဲ့အချက်တွေကိုလည်းသိသွားမယ်လို့ယုံကြည်ပါတယ်။ကဲဘယ်လိုမျိုးအကြောင်းအရာတွေကိုသိကျင်သေးလဲဆိုတာလည်း comment မှာရေးခဲ့ပေးပါ။နောက်တစ်ခုအနေနဲ့ဒီလိုမျိုးထုတ်ကုန်ကောင်းတွေကိုဝယ်ယူရရှိချင်တယ်ဆိုလို့ရှိရင် TikTok CB ကိုလာခဲ့ပါဒါမှမဟုတ်လို့ရှိရင်ပေးထားတဲ့ Viber ဖုန်းနံပါတ်ကိုအမြန်ဆုံးဆက်သွယ်မေးမြန်းမှာယူ